ဒီနေ့တော့စီလုံးဝမပါဘဲနဲ့စားလို့လည်းအရန်ကောင်းတဲ့ငဖဲအစားတုတ်ကလေးကိုလှူစားကြမယ်။အရင်ဆုံးငဖဲနဲ့ပဲပြားလေးတွေကိုကိုလိုချင်တဲ့ပုံစံအတိုင်း air fryer ထဲမှာကြော်လိုက်မယ်။ပကံတစ်လုံးလေးကိုကော်ဖီလေးတွေထည့်ငရုတ်သီးစိမ်းလေးရဲ့ရှောက်ရွက်ကလေးတွေထည့်ရှောက်သီးလေးရဲ့ချက်သွန်ကြော်လေးတွေရဲ့ထည့်လိုက်ပါမယ်အရွက်တွေအကုန်လုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ငံပြာရည်လေးအနည်းငယ်ထည့်ပြီးတော့ရောပြီးတော့နင်းလိုက်ပါမယ်ဒီနေရာမှာအချုံမှုကြိုက်တဲ့သူအသားမှုကြိုက်တဲ့သူတွေကတော့ထည့်လို့ရပါတယ် Rose ကတော့ငံပြာရည်တစ်မျိုးတည်းနဲ့ပဲလုံလောက်တဲ့အတွက်ကြောင့်မို့လို့ငံပြာရည်တစ်မျိုးတည်းပဲထည့်သုံးထားပါတယ်ထပ်ချမ်းခွဲပြီးတော့နဲ့အခုနောက်တော့ကနေထားတဲ့အရွက်ကလေးတွေကိုထည့်လိုက်လို့ရှိရင်အရန်ကိုစားကောင်းတဲ့ငဖဲအစားတုတ်ကလေးရပါပြီဒီငဖဲအစားတုတ်ကလေးကချင်းချင်းငန်ငန်ဆက်ဆက်ကလေးနဲ့စားလို့လည်းကောင်းတာဖြစ်ပြီးတော့ protein ပါဝင်တဲ့ပမာဏကလည်းများတယ်အရွက်တွေကလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စားကိုစားတဲ့မီနူးလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်ဒီမှာလည်း The Taylor Rose မှာ healthy diet food တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ stay tuned